တအိမ်လုံးမှာချွေးတစ်လုံးလုံးနဲ့အလုတ်ရှုံနေကြပါတယ်အကြောင်းကတော့လော်ကီစီးစိန်ယာဒူးအာနာကိုစုပ်ကင်ထားတဲ့ boss ဆိုတဲ့လူကြီးမင်းသူတို့အိမ်ကိုညစာစားဖို့ကြွလာမှမို့လို့ပေါ့ဧကန်ထဲမှာအကောင်းစားအရက်တီစီမံနေမိဖို့ကြောင့်ထဲမှာလည်းအနောက်တိုင်းဆန်ဆန်တက်ရက်ခမ်းနားတဲ့ဟင်းလျာတွေအသင့်ဖြစ်လို့ဒါပေမဲ့ဒီခမ်းနားမှုတွေကြားမှာမစ္စတာရှန်နက်ရဲ့ခေါင်းထဲကိုဒုက္ခတစ်ခုဘွားကနေဝင်လာတယ်အမေကိုဘယ်နာသွားထားရမလဲတဲ့သူမျက်စိထဲမှာတော့အိုမင်းချင်းယော်နေတဲ့အမေအိုကြီးဟာဒီဂုံထက်တွေကိုညှိုးနွမ်းစီမဲ့အဟန့်အတားတစ်ခုလိုဖြစ်နေခဲ့ပါတယ်တားဖြစ်သူကအမေကိုအခန်းပြင်မထွက်ဖို့တီချာမာထားပေမဲ့တနေ့ခင်းလုံးပင်ပန်းထားတဲ့အမေအိုကြီးဟာကလထိုင်ပေါ်မှာတုံးလုံးကြီးအိပ်ပျော်သွားချတယ်ဧည့်သည်တွေနဲ့အတူအပြင်ထွက်လာတဲ့ရှန်နက်တယောက်ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူ့ပြက်မတက်ဒေါသထွက်သွားတယ်သူ့ရဲ့ဟန်ဆောင်မှုတွေအားလုံးအမိကြောင့်လူရှိမှအဆက်ကွဲရပြီလို့သူတွေးလိုက်မိတယ်ဒါပေမဲ့ဇက်လန်းကစမ်းချင်တော့ရှန်နက်ဖုံးကွယ်ချင်ခဲ့တဲ့တောဆန်လာပါတယ်ဆိုတဲ့အမီအိုကြီးရပဲအဲ့ဒီညရဲ့အလင်းလက်ဆုံးကျယ်ပွင့်ဖြစ်လာခဲ့ပါတယ်ဘော့စ်ကြီးကအမီရဲ့ရိုးသားမှုကိုသဘောကျသွားတယ်အမေတုံတုံချီချီနဲ့ဆိုပြတဲ့ကြီးလက်သချင်းကိုလက်ခုပ်တီးချီကျူးတယ်အမေကိုယ်တိုင်ထိုးထားတဲ့ဟောင်းနွမ်းနေတဲ့ရိုးရာပန်းထိုးအဝတ်လေးကိုတန်ဖိုးထားပြီးကင်ကြည့်တယ်ရှန်နက်ကတော့အခွင့်အရေးကိုလက်မလွတ်ပဲအမေကအစ်စ်တထဲထိုးပေးပါလိမ့်မယ်လို့အမေရဲ့မျက်စိမှုံမှုံလေးကိုညှိ့ညာခြင်းမရှိပဲဂတိတွေအလွဲတကူပေးပစ်လိုက်ပါတော့တယ်ဧည့်သည်တွေပြန်သွားတဲ့တက်ကောင်ရံမှာတားဖြစ်သူကအမေအခန်းထဲကိုဝမ်းသာအားရပြေးဝင်လာတယ်အမေကနေ့တိတ်ဟန်ကြတာပဲကျွန်တော်ယာဒူးတက်တော့မယ်တဲ့အမေကတော့တားကိုဖတ်ရင်ရင်ထဲကတန်ရာတွေကြောင့်မူချပစ်လိုက်မိတယ်ပြီးတော့တောင်းပန်ရှာတယ်ငါသားရင်အမေကိုဖျားဖူးပဲလွတ်ပေးပါတော့အမေဘဝနေဝင်ချိန်မှာတရားပဲအေးအေးစီစီအလုပ်လုပ်ပြရစီတဲ့ဒါပေမဲ့တားကစိတ်ဆိုးမှန်ဆူနေပြန်អော်တယ်အမေတွားရင်ဆရာကြီးအတွက်ပန်းထိုးအဝတ်ကိုဘသူထိုးပေးမလဲအမေထိုးပေးမှကျွန်တော်အရာရှိကြီးဖြစ်မှာဗျာတဲ့တားဖြစ်သူရဲ့လောဘဇက်လန်းကိုကြားလိုက်ရတဲ့အခါအမေအိုကြီးရဲ့မျက်နှာမှာဝမ်းနည်းရိပ်တွေပျောက်ပြီးဝမ်းသာရိပ်တွေအစားထိုးဝင်လာပြန်တယ်မိဘဆိုတာဒီလိုပါပဲမိမိကိုယ်တိုင်ရဲ့မျက်စိတွေကွဲခြင်းကွဲပါစေတားကြီးပွားမယ်ဆိုရင်တော့မှုံဝါးနေတဲ့မြင်ကွင်းနဲ့ပဲရိုးရာပန်းထိုးအဝတ်ကိုထပ်ပြီးရက်လုတ်ပေးဖို့ဆုံးဖြတ်လိုက်ရှာပြန်တယ်ဒီဇက်လန်းလေးကနေတင်ရောဘာတွေကိုခန်းစားမိပါသလဲကိုယ့်ရဲ့အောင်မြင်မှုတွေအတွက်မိဘရဲ့မျက်ရည်တွေကိုရင်းနှီးမိနေပြီလား